လိုချင်သူတွေအတွက်သင်တန်းစဉ်လက်မှတ်ပေးအပ်ခြင်းအစီအစဉ်မှာမင်္ဂလာပါကျွန်တော်ရဲ့ 3 designer တင်ကြားတဲ့အစီအစဉ်နေပြီးတော့ကြိုဆိုပါရစေနောက်ဆုံးအစီအစဉ်ကသင်တန်းစဉ်လက်မှတ်ကိုပေးအပ်ဖို့ဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့လူချင်းများ2019နှစ်ကုန်2018ခုနှစ်နေစားမှာကျွန်တော်ထုတ်ဝေခဲ့တဲ့ 3 designer တင်ကြားခြင်း DVD အဝတ်စလုံးမှာပါဝင်တဲ့သင်ခန်းစာဗီဒီယိုဖိုင်တွေနဲ့အတူ data ချက်လက်တွေကိုလေ့လာသင်ပြီးဆိုရင်သင်ပြီးကြောင်းတော်တော်တစ်ခုဖြစ်အခုပြသထားတဲ့သင်တန်းစဉ်လက်မှတ်တွေကိုတက်ခံမဲ့ချိန်ရောက်လာပါပြီသင်ကြားမှုအနေနဲ့ကတော့ This one DVD မှာဗီဒီယိုဖိုင်ပေါင်း158ပိုင်းကို8နာရီကြာမြင့်မြတ်ထားပါတယ် This 2အခွေထဲမှာတော့ဗီဒီယိုဖိုင်ပေါင်း162ပိုင်းကို9နာရီခွဲစာရှင်းပြထားပါတယ် This 3ခွေထဲမှာတော့ဗီဒီယိုဖိုင်ပေါင်း109ပိုင်းကို6နာရီ50မိနစ်စာမျှရှင်းပြထားပါတယ် This 4 DVD အခွေထဲမှာတော့ဗီဒီယိုဖိုင်ပေါင်း65ပိုင်းကို9နာရီနဲ့23မိနစ်စာရှင်းပြထားပါတယ် This 5 DVD အခွေထဲမှာတော့ဗီဒီယိုဖိုင်ပေါင်း38ပိုင်းကို2နာရီ21မိနစ်စာရှင်းပြထားပါတယ်။ Learning DVD 5ချက်စလုံးမှာပါဝင်တဲ့သင်ခန်းစာဗီဒီယိုဖိုင်ပေါင်း931ဖိုင်ကိုနာရီပေါင်း30နာရီ30မိနစ်ခန့်အထိသင်ကြားပေးပြီးဖြစ်ပါတယ်။သင်ယူတဲ့အခါမှာလေ့လာရမယ့် software plugin တွေဝယ်ယူလေ့လာတဲ့အခွေတွေခြားသောလွတ်သက်ရင်ဆရာတွေရဲ့သင်ခန်းစာမူရင်းဖိုင်တွေကိုသင်ခန်းစာတွေထဲမှာသူ့ဉာဏ်နဲ့သူထည့်ပေးထားပါတယ်။ဒီဇိုင်းမျိုးစုံကိုရေးဆွဲဖို့စိတ်ကူးရှိတဲ့အခါမှာလက်တွေ့ကျွမ်းကျင်မှုအတွက်အများကြီးအထောက်အကူဖြစ်မှာပါလိုအပ်ပါရဲ့နော် certificate အောင်လက်မှတ်ကိုတစ်ခါလေးထည့်ပေးထားပါတယ်လေ့လာသူသင်တန်းသားရဲ့ဓာတ်ပုံကိုထည့်ပေးဖို့လိုပါတယ်မိမိဘာသာထုတ်ယူရမှာပါဗီဒီယိုဖိုင်များအစနစ်ပါရှိတဲ့အတွက်ရုပ်ရှင်ဘက်ကလည်းအလွယ်တကူစစ်စစ်နိုင်လို့ဝင်တဲ့ဘက်ကလည်းအလွယ်တကူလုပ်နိုင်ရပါမယ်ဒါမှလည်းနှုံးနှစ်ဖက်စီပြီးပါပါခုပြောရရှိတာကတော့ချိုးသောသင်တန်းသားတွေကဗာရှင်းအောင်နေရှင်းထားတာပါပဲဗီဒီယိုအရေးနဲ့အတူခြားသော software တွေကအရင်ကဗာရှင်းအောင်နေပါလုံငန်းခွင့်မှာလက်တွေ့ကျကျအသုံးပြုနိုင်မဲ့ software တွေကိုသာအဓိကအသုံးပြုပြီးရှင်းပြထားတာပါဗီဒီယို edit အတွက်ရှင်းပြထားတဲ့ Adobe Premiere Pro 1.5 software ဆိုရင်ကျွန်တော်ကွန်ပျူတာသင်တဲ့အချိန်လောက်တည်းကပေါ်တဲ့ version မှာယခုသင်နေတဲ့လူတွေဆိုရင်မြူးမှာတော့မဟုတ်ပါဘူးဒါပေမဲ့ software စီရောင်းဆိုင်တွေမှာခုတက်ထိဝယ်လို့ရတော့မှာပဲ software ကောင်းလို့ယခုတက်ထိသုံးစွဲသူများနှစ်သက်သဘောကျတဲ့အတွက်ပါ3 design ဘာသာရပ်ကိုစတင်လေ့လာမဲ့သူတွေအတွက်ကတော့ Windows 32ပဲဖြစ်မှာပါ Windows 64တင်ထားတဲ့ကွန်ပျူတာကတော့နည်းပါလိမ့်မယ်အဲ့ဒီအတွက် Windows 32မှာပဲလေ့လာအဆင်ပြေတဲ့ software version တွေကိုသာအဓိကအသုံးပြုသင်ကြားတာပါဒါမှလည်းမည်သည့်ကွန်ပျူတာ Windows နဲ့မဆိုအလွယ်တကူလေ့လာသင်ယူနိုင်မှာပါ software ကိုအသုံးပြုလို့နားလည်ကျွမ်းကျင်မှပဲလက်တွေ့လုပ်ငန်းမှာအဆင်ပြေမှာပါဒါဆိုရင် 3D software ကိုလေ့လာတဲ့အခါမှာသင်ယူစာတွေအများကြီးများပါတယ်ဒါကြောင့်လည်းဒီဇိုင်နာတယောက်ဖြစ်အသက်မွေးဝမ်းကြောင်းပြုနိုင်လောက်အောင်လေ့လာရတာဝယ်အရန်အောင်များပါတယ် 3D animation ဆိုရင်ဓာတ်ထပ်ပို့ပြီးတော့များပါတယ်ဒါကြောင့်လည်းရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေဟာလုပ်ငန်းမှာအသုံးပြုဖို့အတွက် 3D animation ကိုလေ့လာဖို့စိတ်ကူးရှိရဆိုရင် 3D design ကိုအရင်ဆုံးလေ့လာမှာဖြစ်ပါတယ်ဒီဇိုင်းကိုနန်းနင်းရေးဆွဲနိုင်မှပဲ animation ကိုဆက်ပြီးတော့လေ့လာလို့အဆင်ပြေမှာပါကျွန်တော်ရဲ့သင်ကြားခြင်းအစီအစဉ်ဟာသင်တန်းကျောင်းတစ်ခုမှာစူးစီးသင်ကြားတာမျိုးမဟုတ်ဘဲနဲ့သင်ခန်းစာဗီဒီယိုဖိုင်တွေကိုမိမိဘာသာလေ့လာမယ့်ပုံစံမျိုးနဲ့သင်ကြားပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့သင်ကြားမှုဟာ 3D designer တယောက်ဖြစ်တမိုးရောက်ပြနိုင်အောင်ပြည်စုံမှုရှိရလို့ကြားတဲ့အတွက်နည်းနည်းမှထည့်ပေးတာပါစစ်စစ်နိုင်ပါတယ်လုံငန်းထဲမှာလည်းထက်လောက်အဆင်ပြေကြမှာပါယခုပြသထားတဲ့ Facebook စာမျက်နှာများကတဆင့်ကျွန်တော်ရဲ့သင်ခန်းစာဗီဒီယိုဖိုင်တွေကိုလေ့လာနိုင်ပါတယ်ဒါဆိုရင်တော့သင်ခန်းလက်မှတ်ပေးခြင်းအစီအစဉ်ပြီးဆုံးပါပြီစူပေးစကားလေးတော့ပြောချင်ပါတယ်ကျွန်တော်ရဲ့သင်ခန်းစာဗီဒီယိုဖိုင်တွေကိုလေ့လာကြည့်တာအမှုအင်းစိတ်ဝင်စားဖို့ဖြစ်ဖြစ်ကြုံလို့ဖြစ်အကြောင်းမျိုးနဲ့ကြီးဆွဲကြရင်ဘဝမှာရတာလို့ရပြီးတော့အဲ့လိုရမှလည်းရှင်းလင်းသိနေနိုင်ပြီးအသိပညာနဲ့အတူအတတ်ပညာဆိုတဲ့ဉာဏ်နာဆင်မနိုင်ပြီးတော့မိမိရဲ့ကိုယ်ပိုင် body လောက်ကိုအပြည့်ကင်းပြီးအခွင့်ကောက်နေစွာနဲ့ဘယ်အကြီးကိုဖုံးနေနေဆော်ရပါစေလို့ဆိုပါရခင်ဗျာစီချမ်းတော်လို့ကိုကျမ်းမှာကြပါစေခင်ဗျာ